ဆရာမကြီးလူတို့တော်အမရဲ့မန္တလေးတရက်အမေတို့မန္တလေးမှာတရက်တီးပေါ်တော့မယ်ဆိုရင်အမေတို့လိုလူအိုလူမင်းတွေကထမင်းကိုဟင်းနဲ့မစားပဲတရက်တီးကလေးနဲ့စားခြင်းစိတ်တွေပေါက်နေကြပြီတရက်တီးဆိုတာမှတ်ရင်ခြူတာကြီးပဲဒါပေမဲ့ခွဲပြီးတစ်ခုနဲ့တစ်ခုအတူတူရှင်းစားကြည့်မှဘယ်တရက်တီးကဘလောက်ကောင်းတယ်ဘာကြောင့်ကောင်းတယ်ဆိုတာကိုသိနိုင်သဘောပေါက်နိုင်တာပါမဟုတ်လို့သူ့ကြီးတစ်မျိုးတည်းစားနေရင်တော့ဘယ်တရက်တီးဖြစ်ဖြစ်ကောင်းတာကြီးပါပဲဒါကြောင့်တရက်တီးမထွက်နိုင်တဲ့နိုင်ငံတွေကတရက်တီးကိုအလွန်ကြိုက်ကြတာဈေးကြီးပေးပြီးဝယ်စားကြတာပေါ့တရက်တီးဟာအရသာအနေနဲ့ခြုံမဲလို့ရေဘူးကတတ်မလိုက်တော့မဲ့တဲ့တရက်တီးမှန်ရင်ခြုံတာကြီးပဲဒါပေမဲ့ရှင်းစားလိုက်တော့လေးလေးပင်ပင်ခြုံတာခါတက်တဲ့အထိခြုံတာပေါ့ခြုံတာအချင်းတက်ကလေးနည်းနည်းဆွတ်ပြီးတော့ခြုံတာစသဖြင့်ရှာကတိလာတယ်စကားပြောလာတယ်အဲ့ဒီအထဲမှာလေးလေးပင်ပင်နဲ့နစ်အောင်ခြုံတဲ့တရက်ကအကောင်းဆုံးပေါ့ဒါပေမဲ့တချို့ရှာကတော့လေခြုံတယ်ဆိုတာအချင်းတက်ကလေးနည်းနည်းပါမှခြုံတဲ့ရတာပြည့်စုံတယ်လို့ပြောကြပါသေးတယ်အဲ့ဒီလိုလူများကမန္တလေးနယ်ထွက်ချောချောနဲ့ဘလူအိုက်တရက်မျိုးကြနာနာမဲ့တာဟုတ်ကြိုက်ကြတယ်မမဲ့ရင်ဒီတရက်တွေကချင်းနဲ့ရတာတိတ်ကဲနေလိမ့်မယ်လက်တဲနဲ့ဘလူအိုက်ရှင်လိုက်ရင်တော့ဘလူအိုက်ကအတီးကြီးတယ်အသားပေါ်တယ်လက်တဲလောက်ပိုးဝင်မလွယ်ဘူးဒါကြောင့်ဘလူအိုက်ကိုလက်တဲမရှင်နိုင်ပြန်ဘူးတရက်တီးကောင်းဆိုတာအကျုံးအမြင်ကင်းရတယ်တချို့တရက်ကဘလောက်ချိုးချိုးအမြင်တွေတိတ်မှာတော့တရက်ကောင်းမဖြစ်လာဘူးတော့တရက်ပဲပြီးတော့တရက်တီးမှာအရသာအပြင်အနံ့ကလည်းစကားပြောပါသေးတယ်တရက်ညက်ရင်တောစော်နေတယ်ဘာနှံ့မှမရှိတဲ့တရက်ကတောစော်နေတဲ့တရက်တဲ့ပိုကောင်းတယ်ဒီထက်ကောင်းတဲ့တရက်ကအလုံးထူးထူးကဲကဲမွေးတဲ့အနံ့ရှိပါတယ်အမေတို့ကြုံမှုတဲ့တွေ့မှုတဲ့အထဲမှာမြန်မာဘရင်များကိုဆက်သားရတဲ့တရက်တစ်မျိုးဖြစ်တဲ့ပင်တော်လေးတရက်ဆိုတာအနံ့ကတိတ်မွေးပါတယ်အခန်းထဲအဲ့ဒီတရက်တီထည့်ထားရင်အခန်းထဲဝင်လိုက်တာနဲ့တရက်နဲ့ရပါတယ်တရက်အပေါ်ဆောရင်လည်းဈေးကောင်းရတယ်အပေါ်နောက်ကျရင်လည်းဈေးကောင်းရတယ်သူများတွေပေါ်ပြီးလို့တုံးသက်လောက်ရှိမှပေါ်လာရင်အဲ့ဒီတရက်ဈေးကောင်းရတာပဲမရယာကတရက်တီတစ်မျိုးထွက်တယ်စင်ပေါက်တရက်သူတို့ကတီးလာရင်အိတ်ဆွပေးတာဒါကြောင့်တီးလုံးချော့တယ်မရယာချန်ကဈေးကောင်းတော့အတီးလည်းကြီးတယ်ဒီတရက်ဟာချိုတယ်လို့နာမည်ကြီးတဲ့တရက်တွေထဲမှာပါတဲ့အပြင်အပေါ်နောက်ကျတော့ဈေးကောင်းရတာပေါ့မရယာစင်ပေါက်တရက်ဟာတရက်ကောင်းစည်ရင်ဝင်ပဲမန္တလေးမှာတရက်ပေါ်တဲ့အလဲရာဒီမှာနာမည်ကြီးတဲ့တရက်တွေကတော့ခေါင်ချိုးဟင်းတာနတ်တဲ့ဘလူအိုက်မစောရင်ဥချစ်ထွန်ကြည်ဝင်းငှက်တော်စိန်တလုံးပဇွန်တော့ဥမေတိယဆိုတာတွေပေါ့တရက်တီးထွက်တဲ့မြင့်ငယ်ဝဲရာကယာတွေကတော့တလင်းကြီးဝဲကြီးစင်ရွာမြင်းမှုမိချောင်းတက်မြို့ပြင်ကြီးဥယျာဉ်တော်မြစ်ထူးတပြေအုပ်လိတ်ဆန်ခွန်ဗန်တော်စတဲ့ရွာတွေဖြစ်တယ်တရက်ဟာအထားခံတဲ့မြို့ကောင်းမြို့တန့်ကိုရွေးပြီးဒုက္ခဗေဒပညာရှင်တွေရဲ့အကူအညီနဲ့စနစ်တကျဆိုင်စနစ်တကျနိုင်ငံခြားကိုတင်ပို့စရာကောင်းလာပါတယ်လူထုတော်မှာကလျာမဂ္ဂဇင်းအမှတ်111မေ1994ခုနှစ်